ပြည်နယ်နိုင်ငံတန်တန်မြို့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့တန်တန်မြို့မှာရှိတဲ့ဗုဒ္ဓဘာသာဘုရားကျောင်းကိုသွားပြမှာဖြစ်ပါတယ်ကရင်မတော်ရုပ်ထုကြီးကြီးဟာဒီနံပါတ်ကိုမျက်နှာမူပြီးတန်တန်မြို့၏တစ်မြို့လုံးကိုအပေါ်ကနေအုပ်မိုးပြီးတော့ဆောင်းရှောင်းနေတဲ့နေရာလို့ထင်ရတဲ့ရုပ်ထုရှိတဲ့နေရာပေါ့နော်ဒီဘုရားကျောင်းမှာပြီးတော့ဘွန်ဆိုင်ပင်တွေလည်းရှိတယ်ကိုဆိုလို့ရှိရင်ဒီဘုရားကျောင်းကိုစရောက်ခဲ့ရပေါ့နော်ဘွန်ဆိုင်ပင်တွေကိုအရင်ဆုံးသတိထားမိတယ်ဘွန်ဆိုင်ပင်တွေတကယ်ကိုလှတာတကယ်လည်းအများကြီးပဲပေါ့နော်ပြီးတော့ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်ကိုယ်တိုင်စိုက်ကယ်မောင်းပြီးသွားလို့လည်းဖြစ်တယ်ပြီးတော့ Grab ကိုလေးကားမယ်ဆိုရှင်လည်းအဆင်ပြေရပေါ့နော်ပြီးတော့ကိုယ်တိုင်စိုက်ကယ်မောင်းလဲမောင်းရဲပြီးစိုက်ကယ်လည်းမောင်းတတ်ပြီဆိုလို့ရှိရင်ဒီနေရာကိုကိုယ်တိုင်စိုက်ကယ်မောင်းပြီးသွားကြည့်လို့လည်းအဆင်ပြေတဲ့နေရာပေါ့နော်recommend ပေးချင်တာကတော့မနက်စောစောဆိုလို့ရှိရင်ပို့ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့အဆင်ပြေရလို့ထင်တာပဲညဘက်တော့မရောက်ခဲ့ဘူးလို့လားတော့မသိဘူးပေါ့နော်နောက်ထပ်သွားရင်တော့ကိုယ်တိုင်စိုက်ကလေးမောင်းပြီးညနေခင်းရနေပြီးညဘက်ထိနေကြည့်မယ်လို့တွေးထားပဲပေါ့နော်